2026အခုတကြံနဲ့ပြီးဆုံးပြီပေါ့နော်မနေ့ကဆို21ရက်နေ့ကိုရောက်ပြီအဲ့တော့2026တကြံကာလကနေစပြီးတော့နောက်8လအတော်တင်ပေါ့နော်2026တနှစ်တာလုံးမှာမြန်မာနိုင်ငံမှာဘလို့အကြောင်းအရာတွေသိမလဲဆိုတာလေးကိုဒီမှာဟောစတန်ထုတ်ပြပေးမှာဖြစ်ပါတယ်အခုအချိန်မှာနိုင်ငံမှာနှစ်ချမ်းကွဲနေတယ်ပေါ့နော်ငိုနေရတဲ့ဘက်တွေနဲ့ပြောရှင်နေရတဲ့ဘက်ဆိုပြီးနှစ်ချမ်းကွဲနေတယ်အဲ့တော့မြန်မာနိုင်ငံမှာ2026နောက်8လအတော်တင်ဘာတွေသိမလဲဆိုတာဟောစတန်ထုတ်ပြပေးမှာဖြစ်ပါတယ်2026မှာအပြောင်းလဲကြီးကြီးမားမားနောက်8လအတော်တင်ပေါ်ပေါက်ပါလိမ့်မယ်အာနာအချင်းအပြောင်းနေနေရအချင်းအပြောင်းနေနေရမငြိမ်သက်မှုတွေများစွာအထက်ပိုင်းမှာဖြစ်ပါလိမ့်မယ်နော်ပြီးရင်အခြေခံစားတောက်ကုန်တွေနောက်8လအတော်တင်မှာကြီးစွာတက်ပါလိမ့်ဦးမယ်ပြီးရင်နေရည်တွေနော်အစမတန်တိုးတက်လာဖို့ရှိတယ်နေရည်အစမတန်တိုးတက်လာဖို့ရှိတယ်ရေမိုးရမှာနော်ရေတွေနှစ်တိုင်းထပ်ပို့ပြီးကြီးလိမ့်မယ်မုံတိုင်းအန်ဒီယိုကိုခံစားရနိုင်ပွဲရှိတယ်ရေကတော့နှစ်တိုင်းထပ်ပို့ပြီးကြီးလိမ့်မုံတိုင်းအန်ဒီခံစားရနိုင်ပွဲရှိတယ်နော်စစ်ဘေးအန်ဒီယိုတွေပို့ပြီးခံစားလာလိမ့်မယ်နောက်8လအတော်တင်မှာပြည်သူတွေအားတင်းထားမှရလိမ့်မယ်နော်ပြီးရင်လူတွေအားတိုင်ကြပါလိမ့်မယ်နော်တီလာရှိတဲ့လူနဲ့တီလာမရှိတဲ့လူနော်ကန်ဒီယာရဲ့အလှည့်သောင်းကြားမှာအားတိုင်ရလိမ့်မယ်နော်ယောဂတွေတန်ပွားဖို့ရှိတယ်ယောဂတစ်ခုတည်ပွားဖို့ရှိတယ်နော်လူထူတဲ့ဒေသနေရာနေပြီးတော့စလိမ့်မယ်နော်ပြီးတော့နေကြီးထဲမှာမြုပ်နေတာတွေပေါ်ပြီးတော့ပေါ်နေတာတွေပြန်ပြီးတော့နေကြီးအောက်ကိုမြုပ်ပါလိမ့်မယ်နော်ဒီအချက်ကလည်းတော်တော်လေးကိုအလေးထားမယ်အချက်ဖြစ်ပါတယ်ပြီးရင်တဘာဝကပ်ဘေးလာပါလိမ့်မယ်နော်ဒီ8လအတော်တင်မှာပြီးရင်ခက်ကပိုးပြီးတော့တက်စီးလာပါလိမ့်မယ်နော်အမှုခင်းနေပိုးပြီးတော့များလာပါလိမ့်မယ်အမှုခင်းနေနော်အန်ဒီယေတွေနော်ဒီစက်တစီအန်ဒီယေတွေများစွာခံစားဖို့ရှိရလူတွေတတိထားမယ်ပေါ့နော်လူတွေပြီးညောင်သီးလက်စား၄တန်လဲနားထောင်အခြေအနေတို့ဒီ8လအတော်တင်မှာရောက်ရှိပါလိမ့်မယ်အားလုံးပို့ပြီးတော့တတိထားကြပါနော်နေရအနှံ့မှာအိဋ္ဌအယုံနေမြင်တွေ့ရနိုင်ွယ်ရှိပါတယ်ဖရာတရားတန်ခါနော်ရဏ3ပါးဥထိထားကြပါဖရာတရားတန်ခါကိုကိုယ်ွယ်ကြပေါ့နော်စီးကက်ကြပါမမေ့ကြပါနဲ့ပေါ့နော်လူတွေတော်တော်များများတီလာပြတ်နေကြပါတယ်အဲ့တော့ live မှာရှိရမြို့ရသူညီကိုမောင်နှမတွေအားလုံးဒါကမြန်မာနိုင်ငံမှာနောက်8လအတော်တွေမှာသိမဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်အားလုံးတတိထားရှောင်ရှားနိုင်ကြပါစေကျေးဇူးတင်ပါတယ်